ဒီနေ့ကျွန်မပြန်စုပ်လေးစားချင်လို့ကိုယ်အင်ချလေးVietnamese ဖာနော်စားချင်တယ်အဲ့ဒါကြောင့်ကိုယ်တိုင်လုပ်မလုပ်တော့ဒါရဲ့သူရဲ့ spice ဖြစ်ပါတယ် Vietnam soup ချက်ချင်တဲ့သူအတွက်လိုအပ်တဲ့ spice Vietnamese ဖာ spices ဖြစ်ပါတယ်ဒါကြိုက်တဲ့ brand ရှိတယ်ကိုကြိုက်တဲ့ brand ကိုသူကသုံးလို့ရတယ်ဒါအမဲရိုးပေါ့နော်အမဲရိုးနဲ့အသားတွေနဲ့ရောထားတဲ့ဟာပေါ့နော်ရေနဲ့ထည့်ပြတညလုံးကျွန်မ slow cooker နဲ့ချက်မလို့ပါဝင်တဲ့ပစ္စည်းကတော့သူကချက်သွန်နီအတီးတီးကိုကျွန်မတို့ကဖြစ်ပြီးတော့ထားပေးမယ်နော်ဒီမှာပြီးရင် ginger ကိုပပလေးပြီးတော့ထည့်ပေးမယ်နော်ပြီးရင်သူ့ရဲ့မပါမဖြစ် spice လေးเนาะဒီ spice ရှိမှသူ့အရသာပြင်းနေစုရဲ့အရသာပေါ်ထွက်မှာဖြစ်တယ်အဲ့ဒါကြောင့်ဒါကိုထည့်ပြီးသားပေါ့เนาะဒီမှာဒီမှာညှက်ထည့်လိုက်မယ်ပြီးရင်အရသာချိုလေးဖြစ်ဖို့သူကrock sugar crystal candy rock sugar ကိုထည့်ပေးရမှာအဲ့ဒါမရှိရင်တကြားထည့်ပေးလို့ရတယ်เนาะဆိုတော့ကျွန်မရင်းနှီးစုချက်တိုင်းဒီ rock sugar ကိုကျွန်မထည့်ပေးတယ်လေးလုံးငါးလုံးဆိုရပြီအဲ့ဒါရှိမှတော့ထူထူမြင်းမြင်းဖြစ်မှာစီပြီးစားလေးပေါ့နော်စားတော့တော့ပြန်ထည့်လိုက်ပေါ့နော်ပြီးရင်အရတာမုတ်နည်းနည်းထည့်လိုက်ပေါ့နော်ပြီးရင်ပက်ပါပေါ့နော်သူကအဲ့ဒီ spice ထဲမှာတော့အကုန်လုံးပါပြီးသားပေါ့နော်ပြီးရင်ထပ်လို့ချင်လို့ရှိရင် ginger powder နဲ့ထည့်လို့ရတယ်ဒါ ginger powder ဖြစ်ပါတယ်ဆိုတော့အဲ့ဒါတွေကိုတညလုံးကျွန်မ slow cooker နဲ့ချက်ပြမယ်မနေ့ဖင်တော့သူ့ရဲ့ result တော့ကျွန်မပြပေးမယ်နော်ဒါ okay ပြလိုက်ပြီတညလုံးချက်ပြမယ်လို့ Vietnam soup မညာတညလုံးကျွန်မကိုယ်တိုင်စလုံးကူကာနဲ့ချက်ထားတဲ့အယိုးတွေဖြစ်ပါတယ် Vietnam soup စားချင်လို့ homemade Vietnam soup စားချင်လို့ချက်ထားတဲ့အမေယူအရေးဖြစ်ပါတယ်Vietnam soup ချက်ထားတဲ့အစာပလာတွေတော့ပြီးသွားပြီเนาะအခုကခောက်ဆွေးချက်မယ်မောင်တို့လဲလာစားဖို့လာပါတယ်အဲ့တော့အဲ့ဒါဒါဒီခောက်ဆွေးကိုတုံးလိုက်တယ်မှာကျန်တဲ့ဟာတော့အစင်ပြစ်ပြီးတော့ခောက်ဆွေးပဲလို့တော့လားခုခောက်ဆွေးချက်စားချက်နေတယ်အဲ့လိုချက်โอเคVietnam soup စားမယ်အင်ချစ်Vietnam soup ဖြစ်ပါတယ်မနေ့ညတညလုံးစလို့ကူကာနဲ့အယိုးတွေကိုစားချစ်တယ်ဒီလားVietnam soup เนาะဒါကြောင့်ကျွန်မသုံးတဲ့ဟာကျတော့ဒါအဖက်လေးဖြစ်ပါတယ်ချစ်ပြီးသားရေပူထဲမှာနွေးရုံပဲเนาะဒါသူ့ရဲ့စာပလာတော့နန်တံပြာဒီဟိုချက်သွန်မိတ်မောပြီးဒီမှာတရုတ်နန်ဘေးဆယ်ပြီးရှင်ဒီမှာစပေါက်တော့ကျငါတနာဟော်လီပီနိုနော်ဒီမှာအချင်းငံဘောနော်အဆက်ကျမလုပ်ပြမယ်နော်ကျမတပွေးစားတော့နေမှာကျမတို့အဖတ်တိတ်မကြိုက်ဘူးနည်းနည်းပဲယူလိုက်မယ်မှာအစာပလာတွေနန်ထည့်မယ်တရားထည့်မယ်တံပြားတော့နှုတ်မထည့်လိုက်မယ်မှာဒါဟော်လီပီနိုချစ်တုံးရွက်နောက်ကျတရုတ်နန်ရွက်ထည့်မယ်ပြီးရင်ဒါကျမအကြိုက်ဆုံးအရွက်ပေါ့နော်ဒါဘေးဆယ်လို့ခေါ်တယ်ဒါမသူကအသားနဲ့အယိုးနဲ့တူချက်တာပေါ့နော်ဒီမှာအသားတွေပေါ့နော်ပူလိုက်ရအခုမှโอเคဒီမှာအရေးထည့်မယ်နော်မအေးโอเคရပြီအဲ့လောက်ဆိုရပြီအခုစပြမယ်ခဏလေး
ကိုယ်ချက်ရနစုလေးဖြစ်ပါတယ်မှာကြောက်这谁呀？对妈妈吧哎。 ဟုတ်တယ်当结婚的了，那个大爷。pada ka sama khat man zo mang nu ka sama man zo ke man zo ke ne zo iwon pan mai tam ta tí mama Việt Nam sút đủ teng tài taoนี่ตีmama anh ta mấy ta 这谁呀？对妈妈吧哎。 anh ta 当结婚的了，那个大爷。pada ka sama khat man zo mang nu ka sama man zo ke man zo ke ne zo iwon pan mai tam ta tí mama Việt Nam sút đủ teng tài taoนี่ตีmama anh ta mấy ta cái mà con là còn lại một tí này rồi nhá con này à xe bên customer đấy à anh con này customer api đây mà thì bà đây mà cho mai customer lấy nhau ngay xí tua thì nó con này customer tới nhau thì bà đấy à thó mò thó tuấn thì là chém chục chém rồi là con này con này để customer đấy thiếu này bà đấy mà nếu tao lại tâm tư cả xuống này tôi mang tên nó cả xuống mà customer này lại sao đi customer cái đừng ARP tụi mà bằng gì ai ya tàng cái nó lẽ这谁呀？对妈妈吧哎。 anh ta 当结婚的了，那个大爷。pada customer khat man zo mang nu customer man zo ke man zo ke ne zo iwon pan mai tam ta tí mama Việt Nam sút đủ teng tài taoนี่ตีmama anh ta mấy ta cái mà con này mà này